မင်္ဂလာပါဗုဒ္ဓနတ်ဝတ် channel မှာကြိုဆိုပါရခင်ဗျာ။ဘာကြောင့်ဗုဒ္ဓဘာသာဝင်တွေအမျိုးမျိုးကွဲပြားနေရတာပါလဲ။အဖြေကတော့လူတွေစားသုံးကြတဲ့တရားတွေလည်းအမျိုးမျိုးရှိကြတာပဲမဟုတ်ဘူးလား။တရားဖြူတရားညူကြောက်တရားရေခဲတရားစသည်အမျိုးမျိုးရှိကြတယ်လို့ပါပဲ။သို့တော်လည်းအားလုံးဟာတရားကြီးပဲဆိုတော့တရားတိုင်းဟာချိုးကြတာပါပဲ။မချိုးတဲ့တရားရဲ့လို့ဆိုတာမရှိပါဘူး။ဒီလိုတရားအမျိုးမျိုးစားထုတ်ကြတာကသူတို့ကိုသုံးပုံခွဲသုံးဆွဲနည်းအမျိုးမျိုးရှိကြလို့ပါပဲဗုဒ္ဓဘာသာဟာလည်းဒီအတူပါပဲထေရဝါဒဗုဒ္ဓဘာသာဇင်းဗုဒ္ဓဘာသာအမိတယာဗုဒ္ဓဘာသာယောဂစာရဗုဒ္ဓဘာသာဝဇိရာယာနဗုဒ္ဓဘာသာစသဖြင့်ကွဲပြားနေကြတော့လဲအနှစ်သာရအဖြစ်တော့အတူတူပဲဖြစ်ပါတယ်အဲ့ဒီအနှစ်သာရကဘာလဲဆိုတော့ကိလေသာမှလွတ်မြောက်ခြင်းဆင်းရဲခြင်းမှလွတ်မြောက်ခြင်းဆိုတဲ့အနှစ်သာရပဲဖြစ်ပါတယ်ဗုဒ္ဓဘာသာဟာသူဖြစ်ပေါ်ရာယဉ်ကျေးမှုအမျိုးမျိုးနဲ့ဟပ်မိအောင်အသွင်အမျိုးမျိုးနဲ့ဖွံ့ဖြိုးတိုးတက်လာခဲ့တာပဲဖြစ်ပါတယ်အသစ်ဖြစ်တဲ့မျိုးဆက်အသီးသီးနဲ့ကိုက်ညီအောင်ယာစုနှစ်များတစ်လျှောက်မှာဗုဒ္ဓဘာသာကိုပြန်ပြီးအဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်ပြင်မပုံမှန်တဲ့အနေနဲ့အမျိုးမျိုးကွဲပြားနေတယ်လို့ထင်ရတော့လဲအားလုံးရဲ့ဘ ਹੁ ချက်မှအနှစ်သာရကတော့သစ္စာလေးပါမဂ်ခင်၈ပါးပါပဲဗုဒ္ဓဘာသာအပါအဝင်ဘာသာကြီးများအားလုံးဟာဂိုင်းအမျိုးမျိုးကွဲခဲ့ကြပါတယ်။သို့တော်လည်းဗုဒ္ဓဘာသာဂိုင်းအမျိုးမျိုးဟာအချင်းချင်းဘယ်တော့မှစစ်ပွဲတွေမဆွေးနွေးခဲ့ကြပါဘူး။သူတို့ဟာအချင်းချင်းဘယ်တော့မှရန်မပွားခဲ့ကြပါဘူး။အခုခေတ်မှာဆိုရင်ဂိုင်းတကိုင်းရဲ့ကြောင်းကံဖျားကိုတခြားဂိုင်းတစ်ခုကတွားရောက်ပြီးအတူတကွဖျားဝေပြုကြပါတယ်။တခြားဘာသာရေးလောကမှာတကယ်တော့ဒါတွေဟာအလွန်ရှားပါပါတယ်။အဲ့ဒီဘုံတော်ကြီးရဲ့ဒီအဖြစ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်သိပြီးတော့သဘောမကျပါဘူးဗုဒ္ဓဘာသာအမျိုးမျိုးကွဲပြားပေမဲ့အနှစ်သာရကအတူတူပဲဆိုတဲ့ချက်ကိုလက်မခံချင်ပါဘူးထေရဝါဒမဟုတ်တဲ့အခြားဘာသာဂိုင်းကွဲတွေကိုလေ့လာကြည့်မယ်ဆိုရင်ကျမ်းစာရောအယူအဆနဲ့ကျင့်စဉ်တွေပါလုံးဝကွဲလွဲနေတာကိုတွေ့ရပါလိမ့်မယ်မြတ်စွာဘုရားကဧကောဓမ္မတရားဟာတစ်ခုပဲရှိတယ်လို့ဟောခဲ့ပါတယ်မြတ်စွာဘုရားဟောခဲ့တဲ့ကျင့်စဉ်နဲ့ကွဲလွဲတဲ့ကျင့်စဉ်ကိုဗဟုပြုရင်ရလက်ချင်းဥတီချက်ချင်းလဲကွဲလွဲသွားနိုင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ပါအောင်နော်